လူအများစုကချမ်းသာမှုကိုငွေကြေးနဲ့တိုင်းတာကြတယ်။ပတ်စံဘယ်လောက်ရှိလဲ။ကားဘယ်နှစီးရှိလဲ။အိမ်ဘယ်လောက်ကြီးလဲ။ဒါပေမဲ့အမှန်တရားကချမ်းသာမှုဆိုတာပတ်စံကနေမစဘူး။မှန်ကန်တဲ့စိတ်ဓာတ်မှန်ကန်တဲ့အလေးအကျင့်မှန်ကန်တဲ့စနစ်တွေကနေစတင်တာဖြစ်တယ်။ဒီနေ့တင်လုပ်နေတဲ့အရာတွေက9 နှစ်10 နှစ်အကြာမှာတင်ဘဝကိုဆုံးဖြတ်ပေးပါလိမ့်မယ်။အပိုင်းတစ်ဘာကြောင့်လူတချို့က9 နှစ်အတွင်းဘဝပြောင်းသွားပြီးတချို့ကအရင်တိုင်းပဲဖြစ်နေရတာလဲအဖြေကနေ့စဉ်လုပ်နေတဲ့အရာတွေမတူလို့ဖြစ်တယ်နေ့စဉ်တစ်နာရီစာဖတ်တဲ့သူနဲ့နေ့စဉ်တစ်နာရီ Facebook scroll လုပ်တဲ့သူ9 နှစ်အကြာမှာဘဝချင်းလုံးဝမတူတော့ဘူးအပိုင်းနှစ်2030ခုနှစ်မှာအနိုင်ရမဲ့သူတွေဒိတ်ကိုအသုံးချတဲ့သူတွေတင်ယူမှုမရက်တဲ့သူတွေpersonal brand တိစောက်တဲ့သူတွေ business system တိစောက်တဲ့သူတွေ content ဖန်တီးတဲ့သူတွေအပိုင်း3မြန်မာနိုင်ငံမှာလာမယ့်9 နှစ်အတွက်အခွင့်အရေးကြီးဆုံးစီးပွားရေးများ DA Consulting Automation Business Company တွေက checked A Customer Service A Marketing Business Automation တွေကိုလိုအပ်လာမယ် Digital Marketing Agency စနေအများစုကDigital marketing မလုပ်တတ်သေးဘူးဒီကဏ္ဍကနောက်ထပ်9 နှစ်အတွင်းအလွန်ကြီးထွားလာနိုင်တယ်30 software business POS CRM ERP inventory system school management system တွေမှာအခွင့်အရေးကြီးတယ်လေ online education business မြန်မာနိုင်ငံမှာ AI coding English business digital skillsတင်ကျင်တဲ့လူတွေပိုများလာတယ်။ငါ content creator business YouTube podcast TikTok newsletter တွေက business model အသစ်ဖြစ်လာနေတယ်။အပိုင်း၄ချမ်းသာခြင်းရင်ဒီနေ့စတင်တည်ဆောက်တဲ့အဆက်10ခု The knowledge assets စာဖတ်ပါသင်တန်းတက်ပါ skills အသစ်သင်ယူပါ The financial assets savings investment business ownership 3 digital assets website YouTube channel online course software Lee personal brand လူတွေယုံကြည်လာအောင်တည်ဆောက်ပါငါ network အောင်မြင်တဲ့လူတွေနဲ့ပေါင်းသင်းပါ6 systems sub CRM ERP automation 9 healthကျန်းမာရေးမကောင်းရင် wealth ကိုခံစားလို့မရဘူး shit reputation ယုံကြည်မှုကအကြီးဆုံးကဆက်ဖြစ်တယ်9 team တယောက်တည်းနဲ့ကြီးမားတဲ့ company တည်ဆောက်လို့မရဘူး the say time management အချိန်ကိုကောင်းစွာစီမံနိုင်တဲ့သူတွေကအနိုင်ရတယ်အပိုင်း9မြန်မာလုပ်ငန်းရှင်များရဲ့အကြီးမားဆုံးအမှား9ခုအရာအလုံးကိုယ်တိုင်လုပ်ခြင်း technology ကိုမလက်ခံခြင်း data မကြည့်ခြင်းcustomer ကိုမနားထောင်ခြင်း business system မတိဆောက်ခြင်း personal brand မတိဆောက်ခြင်းတင်ယူမှုရပ်တန့်ခြင်းအပိုင်း6 wealth formula wealth knowledge skills network systems time ဒီ formula ထဲကတစ်ခုခုမရှိရင်ချမ်းသာမှုကရေရှည်မတည်တတ်ဘူးအပိုင်း9စီအိုတိုင်းနေ့စဉ်လုပ်တဲ့အရာ10ခုစာဖတ်ပါဖတ်ကြည့်ပါ Customer feedback ကြည့်ပါ Team ကို coaching လုပ်ပါအဲ့ tools လေ့လာပါ Strategy စဉ်းစားပါ Network တည်ဆောက်ပါ Exercise လုပ်ပါ Content ဖန်တီးပါနောက်9 နှစ်ကိုစဉ်းစားပါအပိုင်း8 2030အတွက်အောင်မြင်မှု roadmap 2026တင်ယူပါ2029စတင်တည်ဆောက်ပါ2028system တိဆောက်ပါ2029 scale လုပ်ပါ2030 freedom ကိုခံစားပါမိကုံအောင်မြင်မှုဆိုတာကံကောင်းခြင်းမဟုတ်ဘူးအစိုးရမဟုတ်ဘူးစီးပွားရေးအခြေအနေမဟုတ်ဘူးဒီနေ့သင်ဘာသင်ယူနေလဲဘာတိဆောက်နေလဲဘလို့စဉ်းစားနေလဲဆိုတာပဲဖြစ်တယ်2030ခုနှစ်မှာချမ်းသာခြင်းရင်ဒီနေ့ကစပြီး knowledge ကိုတိဆောက်ပါအဲ့ကိုလက်ခံပါ
business system တိဆောက်ပါ personal brand တိဆောက်ပါ network တိဆောက်ပါ value ဖန်တီးပါ